အားလုံးပဲမင်္ဂလာပါရှင်ဖျားပန်းထိုးနည်းလေးမျှဝေပေးခြင်းလို့ပါရှင်ဒီနေ့ဖျားပန်းလဲဖို့အတွက်ဈေးထဲကနေခဏမပန်းနဲ့နှင်းစီပန်းလေးတွေဝယ်လာခဲ့ပါတယ်အရင်ဆုံးဖျားပန်းထိုးမဲ့ဖော်တုံးလေးကိုရေးစိမ့်ပါမယ်ဖော်တုံးကိုရေထဲကိုအတင်းမနှင်းပါနဲ့နော်သူပါသူရေထဲကိုတဖြည်းဖြည်းစိတ်ဝင်သွားမှရေဝပြီးဖျားပန်းလဲခံမှာမို့လို့ရေထဲကိုအလုံးစုံမြုပ်တဲ့ထိစောင့်ပေးရပါမယ်ပထမဆုံးအလဲမှာစိုက်မဲ့ပန်းလေးကဖျားပန်းအိုးအမြင့်ရဲ့လက်နှစ်စစ်အပွားနေညှပ်ပေးရမှာဖြစ်ပါတယ်။တစ်စောင်းလေးညှပ်ပေးပါအဲ့ဒါမှထိုးတဲ့အခါကျရင်အဆင်ပြေမှာပါ။နောက်ပန်းလေးတွေရဲ့ထိုးနေတူပဲရှေ့ရပန်းလေးတွေရဲ့အမြင့်အတိုင်းဟိုမှာလက်နှစ်စစ်ချားညှပ်ပြီးတော့ထိုးပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့နှင်းစီလေးတွေထိုးပါမယ်